ရုတ်ခရိုနီစီးပွားရေးလုပ်ငန်းရှင်သူဖြစ်တဲ့မင်းမြတ်ရဲ့မိန်းမချစ်ပရိသတ်ကြီးမင်းမြတ်ကတော့အောင်မြင်နေတဲ့ထိပ်တန်းအမှုပညာရှင်တရားဖြစ်ပြီးပရိသတ်ရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့သူလေးပဲဖြစ်ပါတယ်။မင်းမြတ်ကတော့တဘာဝကြတဲ့ဇာတ်ရုပ်တွေပြည်ပြင်းတဲ့တရုတ်ဆောင်ပုံတွေကြောင့်အကယ်ဒမီဆုတွေကိုစုကူးနိုင်တဲ့အထိအောင်မြင်နေတဲ့အမှုပညာရှင်တရားဖြစ်ပါတယ်။ရုပ်ရှင်နဲ့ဗီဒီယိုတရုတ်ဆောင်မင်းမြတ်ကတော့1986ခုနှစ်ဩဂုတ်လ9ရက်နေ့တွင်အဖဦးမြင့်ကျော်အမေတော်မိမိခိုင်တို့မှာအင်းစိန်မြို့နယ်ရန်ကုန်မြို့တွင်မွေးဖွားခဲ့ပါတယ်။မင်းမြတ်ရဲ့နာမည်ရင်းကတော့မြို့မင်းအေးဖြစ်ပြီးမောင်နှမ၄ယောက်ရှိတဲ့အနက်အကြီးဆုံးသားလေးဖြစ်ပါတယ်။တရုတ်ဆောင်လောကကို2006ခုနှစ်တွင်စတင်ဝင်ရောက်ခဲ့ပြီးပထမဆုံးရိုက်ကူးခဲ့သောဇာတ်ကားမှာမိတွေဇာတ်ကားဖြစ်ပါတယ်။2014ခုနှစ်မှာရုံတင်ခဲ့သောဟာတာဇာတ်ကားကြီးဖြစ်တဲ့ကိုတင်တို့ဆိုပါရက်ွက်မှာလည်းလူကြိုက်များခဲ့ပါတယ်။အိုင်နောက်မှာတော့2015ခုနှစ်ကချစ်စံအိမ်2016ခုနှစ်ကခိုးဆိုလူနိုင်2019ခုနှစ်တွင်ရာဇဝင်ရိုင်းတူများတော်ကြီးကန်2018ခုနှစ်တွင်ဘောဘောကထောဒါငဖြို2019ခုနှစ်တွင်ကြ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 ိုင်အချစ်ဆုံး crash ရိုးမပေါ်ကြတဲ့မြေရီခရီးဘာလလာ2020ခုနှစ်တွင်မိုက်မဲချင်းမော်ကြောက်စာပညာအစရှိတဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့သူတွေဖြစ်ပါတယ်။မင်းမြတ်ရဲ့ကြော်ကြားသောရုံတင်ရုပ်ရှင်များမှာကျွန်းဘောဘောကထောကြ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 ရဲ့အချစ်ဆုံး crash အစရှိတဲ့ရုပ်ရှင်များဖြစ်ပါတယ်။တို့ပြန်မင်းများဟာမြန်မာရုပ်ရှင်ထူးချွန်စု၃စုကိုရရှိထားသူတရားဖြစ်ပါတယ်။2009ခုနှစ်မှာကျောက်ဆက်ရင်ရုပ်ရှင်ဇာတ်ကားဖြစ်၎င်း2016ခုနှစ်မှာမော်ကျောက်စာရုပ်ရှင်ဇာတ်ကားဖြစ်၎င်းအကောင်းဆုံးအမျိုးသားဇာတ်ဆောင်စုကိုရရှိခဲ့ပါတယ်။2019ခုနှစ်မှာတော့ကျွန်းဇာတ်ကားဖြစ်အမျိုးသားဇာတ်ပို့စုကိုရရှိခဲ့ပါတယ်။2009ခုနှစ်မှာအကောင်းဆုံးအမျိုးသားဇာတ်ဆောင်စုရရှိခဲ့သောကျောက်စာရေးဇာတ်ကားကိုဒရိုက်တာဝိုင်းရိုက်ကူးခဲ့ပြီးမင်းသားရအောင်မင်းသမီးစုမြတ်တူစာဂျိုအင်ဒရာဘိုမေတန်းနူးနူးနဲ့အကျိုးရိုက်ကူးခဲ့ပြီးမိဘမြတ်သားဖွဲ့ဇာတ်ကားတကားဖြစ်ပါတယ်။2016ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်စုရရှိခဲ့သောမော်ကျောက်စာရုပ်ရှင်ဇာတ်ကားကိုတော့2018ခုနှစ်အောက်တိုဘာလ9ရက်တွင်ထုတ်ဝေခဲ့ပြီးမင်းသားသူထွန်းဆိုင်တွန်မင်းသမီးရွှေမိုးရတီမင်းမြင့်မိုးတို့နဲ့အတူရိုက်ကူးထားသောရုပ်ရှင်ဇာတ်ကားကောင်တစ်ကားဖြစ်ပါတယ်။မင်းမြတ်ဟာကုညီရောင်ပင်စိတ်အပြည့်ရှိသူဖြစ်ပြီးအချစ်ဆုံးသူငယ်ချင်းများလည်းရှိပါတယ်။အစိုးရတရုတ်ဆောင်နဲ့ဒရိုက်တာယုံလေးနဲ့လည်းအတော်လေးရင်းနှီးကြပါတယ်။ထို့ပြင်ဇဘိုတရုတ်ဆောင်ကင်းကြီးဟာတာတရုတ်ဆောင်ခင်လိုင်းတို့နဲ့လည်းခင်မမေပေါင်းလေးရှိပါတယ်။မင်းမြတ်ကရုပ်ရှင်အတတ်ပညာတွင်ထူးချွန်သူတရားဖြစ်ပြီးကြာဇက်ရုပ်ကိုပေးပြန်စွာတရုတ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။2019ခုနှစ်တွင်ရုံတင်ခဲ့သောဒရိုက်တာဝိုင်းရိုက်ကူးတဲ့ခရီးဇာတ်ကားဒရိုက်တာကိုစောအာယုံဦးရိုက်ကူးသောဘာလာလာဇာတ်ကားများမှာလူကြိုက်များခဲ့ပါတယ်။ပြီးခဲ့တဲ့2020ခုနှစ်တွင်ရုံတင်ခဲ့သောမင်းသမီးဖွေးဖွေးနဲ့အတူရိုက်ကူးတဲ့ပညာရုပ်ရှင်ဇာတ်ကားဟာအောင်မြင်ခဲ့ပါတယ်။2019ခုနှစ်တွင်တော့မခင်တူအောင်နဲ့လက်ထပ်ခဲ့ပြီးချစ်စရာကောင်းသောမြတ်တူဆိုတဲ့သားလေးတယောက်လည်းပိုင်ဆိုင်ထားပါတယ်။2021ခုနှစ်မှာတော့တမင်ဦးလေးကိုချက်မှန်မွေးဖွားနိုင်ခဲ့ပါတယ်။မင်းမြတ်ဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်သူရဲ့ဝင်ငွေဟာတစ်နှစ်ကိုအမေရိကန်ဒေါ်လာ9တန်းနဲ့အထက်ရှိပါတယ်။မင်းမြတ်ရဲ့ဇနီးတဲ့ဟာလေတရုတ်စီးပွားရေးလုပ်ငန်းရှင်သူရဲ့သမီးဖြစ်တာကြောင့်သူရဲ့ဇနီးရဲ့ပိုင်ဆိုင်မှုတွေကလည်းမြန်မာနိုင်ငံမှာလက်ညှိုးထိုးမလွယ်များပြားလာပါတယ်။မင်းမြတ်ကတော့အေချန်တိုင်ရတဲ့မိသားစုကဘာလေးတစ်ခုကိုတိစောက်ထားနိုင်ပြီးချစ်စရာကောင်းတဲ့တာလီတယောက်ကိုပိုင်ဆိုင်ထားပါတယ်။မင်းမြတ်ရဲ့သားလေးမြတ်တူကတော့ချစ်စရာကောင်းတဲ့ပုံစံလေးတွေကြောင့်ပရိသတ်ရဲ့အသေးကျော်လေးဖြစ်နေသူတယောက်ပဲဖြစ်ပါတယ်။မင်းမြတ်ရဲ့သားလေးမြတ်တူလေးကတော့အခုဆိုရင်တပြည့်ပြည့်အရွယ်ရောက်လာပြီဖြစ်ကအသေးရစရာကောင်းလောက်အောင်ကိုချစ်စရာကောင်းလို့နေခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်ရဲ့ page လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာအမှုပညာရှင်တွေအကြောင်းအများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတစ်တစ်သော video တိုင်းမလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။